Hello အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်ဒီနေ့မှာ alcohol ဆိုတဲ့အကြောင်းအရာလေးကိုအနေငယ်ပြောပြချင်ပါတယ် alcohol ဆိုတဲ့အရာမှာအရက်ရှိမယ်ဝိုင်းရှိမယ်ဘီယာရှိမယ်ဝီစကီရှိမယ်စတဲ့လူတွေကိုမူးယစ်စေတတ်တဲ့အရာတွေကိုပြောချင်ပါတယ်alcohol ဆိုတဲ့အရည်ကိုတောက်လိုက်ပြီဆိုလို့ရှိရင်အဆင့်လိုက်ပြောရမယ်ဆိုလို့ရှိရင်ဘာသာကနေအစာရင်ထဲကိုရောက်တော့ပါတယ်အစာရင်ထဲကနေတဲ့ဆင်ဥမာကြီးတွေကနေစုပ်ထုတ်ပြီးသွေးကြောတွေထဲကိုရောက်တော့ပါတယ်နောက်ဆုံးသွေးကြောတွေထဲကနေရောက်တော့ပြီးတော့ဥနှောက်ထဲကြီးကိုရောက်တော့ပါတယ်ဒီမှာဥနှောက်ဆိုတဲ့အရာကလူတစ်ယောက်ရဲ့စဉ်းစားနိုင်စွမ်းကိုယ်အပြုမှုတွေကိုထိန်းချုပ်နိုင်စွမ်းပြီးလို့ရှိရင်အမှတ်တရတွေကိုသိမ့်နိုင်စွမ်းစားတာတွေကိုထိန်းထားတဲ့နေရာဖြစ်ပါတယ်ဒါကြောင့်အရက်မူးလာပြီဆိုလို့ရှိရင်အရက်ကဥနှောက်ရဲ့ထိန်းချုပ်တဲ့နေရာကိုပိတ်လိုက်တယ်လို့ဖြစ်တော့ပါတယ်ဒါတွေကြောင့်အရက်မူးတဲ့လူတစ်ယောက်ကပြောချင်တာပြောမယ်လှုပ်ချင်တာလှုပ်မယ်ရှက်စရာမရှိတော့ဘူးလူရှိမှဘာတွေလုပ်နေတယ်လဲလည်းမသိတော့ဘူးနောက်ဆုံးလူမသိသူမသိဖြစ်သွားရပါတယ်အရက်တောက်နေစဉ်ခဏလေးအတွင်းမှာဥနှောက်အာယုံကြောဓာတ်ပေါင်းများစွာပျက်စီးသွားစေတတ်တယ်လို့စေပညာအရသိရပါတယ်။မူးနေပြီးသားလူတစ်ယောက်ကကာဘာလို့ခေါ်တဲ့ငြိမ်စေတဲ့ဓာတ်ကိုပိုလို့လုပ်စေပြီးဂလူတမိတ်လို့ခေါ်တဲ့နိုးကြားတဲ့စိတ်ကိုရောက်သွားစေပါတယ်။ဥပမာအရင်ကကိုမပြောချင်တဲ့အကြောင်းတွေမျိုးသိထားတဲ့အရာတွေကိုပဲရဲ့မူးနေစဉ်ကာလမှာပြောဖြစ်နေပြီးလက်ရှိမမူးခင်ဖြစ်နေတဲ့ပုံမှန်စကားတွေနဲ့မတူတာတွေပဲပြောဆိုပြုမှုနေမှာဖြစ်ပါတယ်။အဲ့ချိန်မှာဦးနောက်အလုံးလုံးနှုံနေမယ်တုံ့ပြန်မှုနေမယ်စဉ်းစားမှုတွေမပြည့်စုံတော့ပါဘူးကိုပါလုံးနေလဲလဲမသိတော့ပါဘူးစတာတွေဖြစ်တတ်ပါတယ်ဦးနောက်ရဲ့ cerebellum လို့ခေါ်တဲ့လှုပ်ရှားမှုကိုထိန်းချုပ်တဲ့နေရာကိုလည်းအရက်ကထိခိုက်စေပါတယ်ဒါတွေကြောင့်ဘာတွေပေးထပ်ဆိုးကျိုးရှိမလဲဆိုတော့လမ်းတဲ့မသွားနိုင်တာတွေလမ်းလျှော်ရင်းနဲ့လဲတာတွေတခုခုကိုင်ရင်မမြဲတာတွေလက်မကိုင်ချေမခိုင်းစကားပြောရင်လည်းမရှင်းတာတွေဖြစ်တတ်ပါတယ် blood alcohol concentration လို့ခေါ်တဲ့ BAC ကပိုတက်လေလေလူကပုံမူးလေလေဖြစ်တတ်ပါတယ် blood alcohol concentration ဆိုတဲ့အရာကတွေးထဲကို alcohol ဓာတ်ပိုဝင်လေလေလူကပုံမူးလေလေဖြစ်ပါတယ်အထူးသဖြင့်အစာမရှိဘဲတောက်ရင်တော့၎င်းတခါတည်းအများကြီးတောက်ရင်တော့၎င်းပြီးလို့ရှိရင်ခန္ဓာကိုယ်သေးတဲ့လူတွေအမျိုးသမီးတွေစားတာတွေမှာညံ့ညံ့မူးတတ်စေပါတယ်အယ်ကိုဟောဆိုတဲ့အရာကိုတောက်သွန်းတာများသွားလို့ရှိရင်ဘေးထွက်ဆိုးကျိုးအနေနဲ့ relate နိုင်ပါတယ်အသက်ရှူနှုံးနှေးလာနိုင်ပါတယ်အမပြီးလို့ရှိရင်ပိုပြီးတော့မူးလာနိုင်ပါတယ်နောက်ဆုံးအသက်အန္တရာယ်ပါရှိနိုင်ပါတယ်ဒါကိုဆေးပညာအရာ alcohol poisoning လို့ခေါ်ပါတယ်ကံကောင်းစွာနဲ့ပဲဒီထဲမှာအမိုးမလွန်အောင်ထိန်းချုပ်လို့ရတဲ့နီလန်းအချို့ရောရှိပါတယ်ပြောပြပါမယ်နံပါတ်1အချက်ဗိုက်ထဲအစာမရှိဘဲမတောက်ပါနဲ့ဗိုက်ထဲအစာမရှိရင်အယ်ကိုဟောကသွေးထဲကိုပို့ပြီးတော့ညံ့ညံ့ဝင်နိုင်ပါတယ်ပြီးရင်ညံ့ညံ့မိုးသွားစေတတ်ပါတယ်ဒါကြောင့်မတောက်ခင်ထမင်းအသားဒါမှမဟုတ်ရင်အစီပါတဲ့အစားအစာတစ်ခုခုတော့စားထားတင်ပါတယ်နံပါတ်2အချက်ပြောပါမယ်အလင်းမတောက်ပါနဲ့ slow drinking တခါထဲလောင်းတော့မယ်ဆိုရင်ဥနှောက်ကမခံနိုင်တာထိမရတာတွေဖြစ်တတ်ပါတယ်တစ်ခါတောက်ပြီး15မိနစ်နာရေတစ်ခွက်တောက်ဒီလိုလုပ်မယ်ဆိုရင်မူရာကထိန်းချုပ်လို့ရပါတယ်နံပါတ်3အချက်ကမူလာပြီဆိုရင်ရတတ်ဖို့ကအလွန်ရေးကြည့်ပါတယ်မုခါစားမှာဖြစ်လာတဲ့လက္ခဏာတွေကစကားရှုပ်လာမယ်မျက်လုံးပူလာမယ်ရင်ပူလာမယ်ကိုမထိန်နိုင်တယ်လို့ခံစားလာရမယ်ဒီအချိန်မှာဒီခွက်ကနောက်ဆုံးမဲလို့မဟုတ်ပဲငါဒီမှာတင်ရတော့မယ်ဆိုပြီးရနိုင်ဖို့ကအရေးကြီးပါတယ်နံပါတ်4အချက်ကအရက်အမျိုးအစားမရောပါနဲ့ဥပမာဘီယာဝိုင်းအရက်ကျန်းစားတာတွေကိုရောတော့လိုက်ရင်မူးပြီးတော့ပိုရှုပ်သွေးလာနိုင်ပါတယ်ကိုမသိအောင်လည်းဖြစ်သွားနိုင်ပါတယ်ဖြစ်နိုင်လို့ရှိရင်တမျိုးပဲတောက်ပါမရောပါနဲ့နံပါတ်5အချက်ကစိတ်မကောင်းဖြစ်နေချိန်မှာမတောက်ပါနဲ့စိတ်ညစ်လို့ပင်ပန်းလို့စိတ်လွတ်ချင်လို့ဒါတွေကြောင့်တောက်လို့ရှိရင်ဥနောက်ရဲ့ထိန်းချုပ်တဲ့ဘက်ကိုပိုပြီးထိခိုက်စေပါတယ်ပြီးလို့ရှိရင်မူးသွားလို့ရှိရင်စိတ်ပါလို့သွားနိုင်ပါတယ်မလို့အသက်ပြဿနာတွေဖြစ်သွားဖို့ကပိုပြီးတော့ရခိုင်နှုန်းများပါတယ်ပို့တော့ကောင်းတာဘာမှမရှိပါဘူးဒီလိုတွေချိန်မှာဆိုလို့ရှိရင်တောက်ထားတဲ့စာရဲ့ mix တွေနဲ့စကားပြောပါလမ်းလျှောက်ပါဘောင်းရင်အိတ်ပါအဲ့လိုမျိုးချိန်မှာဆိုလို့ရှိရင်တောက်ထားတဲ့စာရင်ဒါမျိုးလို့တကပိုကောင်းတယ်လို့ပြောရတယ်နံပါတ်6အချက်ကအလုပ်ဖြစ်တာမကြခဏဖြစ်နေရင်တတိထားတင်ပါတယ်မူဗီတိုင်းဘာလို့မှမသိတဝက်မမှတ်မိတဝက်နောက်နေရောက်ရင်
အချက်ကွဲစရာတွေဖြစ်တတ်ပါတယ်ဒီလိုအခြေအနေမှာဆိုရင်ရှော့တော့ပါနားတော့ပါဖြစ်နိုင်လို့ရှိရင်မတော့ပဲနေတတ်အောင်လေ့ကျင့်တာကအကောင်းဆုံးပါပဲအရင်ရေးကြည့်တဲ့စကားတစ်ခုက movie လူမသိသူမသိဖြစ်သွားတာကခမားကမကောင်းလို့မဟုတ်ပါဘူးအရက်ကဥနှောက်ကိုထိမ့်မရအောင်လုပ်သွားလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ဒါကိုထပ်မဖြစ်ချင်ဘူးဆိုလို့ရှိရင်ခင်ဗျားမှာရွေးချယ်ပိုင်ခွင့်ရှိပါတယ် trying to enjoy your whole fucking life အချင်းချုပ်ပြောပြရမယ်ဆိုရင်တော့အရက်တောက်ပြီးလူမသိသူမသိဖြစ်သွားတာကဥနှောက်ရဲ့ထိန်ချုပ်မှုစဉ်းစားမှုမှတ်ဉာဏ်လှုပ်ရှားမှုစတာတွေကိုအယ်ကိုဟောကယာယီပိတ်သွားလို့ပဲဖြစ်ပါတယ် wake up from your bedroom nightmare